Hello အားလုံးပဲမင်္ဂလာပါ Thero Readings by မှုံ page ကနေပြီးတော့ကြိုဆိုပါရရှင်။မှုံဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကကြတော့ဒီ April 2025 April လအတော်အတွင်းမှာကြုံတွေ့ရနိုင်ကြီးရှိတဲ့စီးပွားရေးလူမှုရေးကျန်းမာရေးပညာရေးဆိုတဲ့ကဏ္ဍကြီး၄ရက်နဲ့ပတ်သက်ပြီးတော့ကြည်ပြီးသွားမှာဖြစ်ပါတယ်။မှုံရဲ့ page ကိုဟိုရင်တွေက follow လုပ်ထားတဲ့သူတွေဆိုရင်တော့သိမှာပဲပေါ့နော်။မှုံကတက်ဒီအခြေရေးနဲ့ပတ်သက်ပြီးတော့ဆိုရင်တက်ဗီဒီယိုလေးထပ်ပြီးတော့လုပ်ပေးလေးရှိပါတယ်။အဲ့တော့ဒီဗီဒီယိုထဲမှာတော့အခြေရေးနဲ့ပတ်သက်ပြီးတော့မပါသေးပါဘူး။ဒီဗီဒီယိုထဲမှာတော့စီးပွားရေးပါမယ်လူမှုရေးပါမယ်ကျန်းမာရေးပညာရေးနဲ့ပတ်သက်ပြီးတော့အဓိကကြည့်ပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့ထုံးစံအတိုင်းပဲ group ကတော့3ခုခွဲထားပေးပါတယ်။ဒါလေးကတော့ group number 1ပါဒါလေးက1ဒါလေးက2ဒါလေးက3ပေါ့နော်။အဲ့တော့1 2 3ဆိုပြီးတော့3ခုရှိပါမယ်။မိမိအကြိုက်နှစ်သက်ရာ group လေးကိုရွေးပြီးတော့အဖြေလေးကိုနားထောင်လို့ရပါတယ်။ group ရွေးဖို့အတွက်အချိန်လေးခဏပေးပါမယ်ရှင်။ Okay group ရွေးပြီးသွားပြီလို့တော့ထင်ပါတယ်တကယ်လို့ group ကမရွေးရသေးဘူးဆိုရင်လည်းဗီဒီယိုလေးကိုခဏရပ်ပြီးတော့ရွေးလို့ရပါတယ်မှောင်ကတော့အချိန်ကြာကြီးမဆွဲကြံတော့လို့ပေါ့နော်အဲ့တော့ကျန်တာလေးတွေခဏဖယ်လိုက်မယ် group number 1ကနေစပြီးတော့ကြည့်ပြီးသွားပါမယ်အဲ့တော့ group number 1ဒါလေးကိုရွေးထားတဲ့သူတွေအတွက်ကိုမှုံလို့စပြီးတော့ကြည့်လိုက်ကြရအောင်group number 1ပေါ့ဒါလေးကိုရွေးထားတဲ့သူတွေအတွက်ကိုမှုံလို့စပြီးတော့ကြည့်လိုက်တဲ့အခါမှာပထမဆုံးအနေနဲ့အလောက်ကိုင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့အရင်စပြောပေးပါမယ်အဲ့တော့ group number 1ကိုရွေးထားတဲ့သူတွေအနေနဲ့ကတော့ဒီပေါ့နော်2025 April လအတော်အတွင်းမှာတချို့လူတွေအနေနဲ့ပေါ့နော်ဒီလုံးဝကိုကြီးမားတဲ့အပြောင်းလဲတွေကြုံတွေ့ရတာမျိုးတွေရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုပြတယ်အဲ့တော့ကြတော့မိမိအနေနဲ့ဒီတော့အတွင်းမှာအမိုက်ကစပြတ်သက်မီလောင်ဆိုသလိုမျိုးမဖြစ်အောင်အထူးဂရုစိုက်ဖို့လိုတယ်မိမိရဲ့အပြောလေးတစ်ချက်မှားလိုက်တာဆုံးဖြတ်ချက်လေးတစ်ချက်မှားလိုက်တာနဲ့ပေါ့နော်နစ်နာရတာတွေဆုံးရှုံးရတာမျိုးတွေအစားကြုံတွေ့ရတာမျိုးတွေအစားရှိတတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ April လတော့အတွင်းမှာအထူးသဖြင့်အခုမှစပြီးတော့စီးပွားရေးလုပ်ငန်းစတင်မဲ့သူတွေအစားစတင်မဲ့သူတွေဆိုရင်လည်းအစားကောင်းမှအနှောင်းတည်ကြတဲ့ဆိုတဲ့စကားကိုမမေ့ပါနဲ့အဲ့စကားပုံလေးအတိုင်းပေါ့နော်ကိုယ့်ဘက်ကမရေရာမသေးကြဘဲနဲ့စတင်တာမျိုးတွေလောက်ကင်တာမျိုးတွေဆောင်ရွက်တာမျိုးတွေလုံးဝလုပ်လို့မရဘူးကိုတခုခုလေးများပေါ့နော်စကြတဲ့ကလိုအပ်ချက်တွေရှိနေတယ်ဆိုရင်တော့ဒီကိုလုံးမဲ့ကိုစတင်လောက်ကင်မဲ့အလောက်ကင်ကရေရှည်မှာအဆင်မပြေတာမျိုးတွေအထိကြုံတွေ့ရတာမျိုးတွေရှိနိုင်တယ်ပေါ့နော်အဲ့တော့ဒီ group number 1ကိုရွေးထားတဲ့သူတွေအနေနဲ့ကတော့ဒီ April လထဲမှာပေါ့ပြောရမယ်ဆိုရင်တော့မိမိရဲ့အလောက်ကင်နဲ့ပတ်သက်ပြီးစီးပွားရေးပိုင်းနဲ့ပတ်သက်ပြီးတော့မိမိအတွက်တကယ်ကိုကြီးမားတဲ့ challenges တွေကြီးမားတဲ့ပေါ့နော်ဒီပြဿနာရမျိုးတွေမိဖြည့်ရှင်းရမယ့်ကိစ္စရမျိုးတွေကြုံတွေ့ရတာမျိုးတွေရှိတတ်တယ်တချို့ဒီ group number 1ကိုရွေးထားတဲ့သူတွေထဲမှာပြောရမယ်ဆိုရင်တော့လူပေါင်းစုံအများကြီးပဲရွေးလာနိုင်တယ်လေအဲ့တော့ကြတော့လူအားလုံးမဟုတ်ဘူးဆိုရင်တော့အများစုကကြုံတွေ့ရတာမျိုးတွေရှိနိုင်တယ်အ ਨੇ စုကတော့ပြောင်းလဲတော့တွေ့တယ်ဒါပေမဲ့အဲ့ပြောင်းလဲကထင်ထားတဲ့လောက်ကြီးကျယ်မှတော့ကြီးနိုင်တယ်ဆိုတဲ့သဘောလေးတွေတော့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ group number 1ကိုရွေးထားတဲ့သူတွေထဲမှာအလုပ်ရှာနေတဲ့သူတွေပေါ့နော်အဲ့တော့ဒီမေလာထဲမှာတော့အလုပ်ကန်ရဖို့အတွက်ကတော့အရန်ကြီးတော့တိတ်ပြီးတော့မကျင်းသေးဘူးအလုပ်ကန်ရနိုင်ကြီးအနေထား energy ကတော့ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီလာထဲမှာကမမျော်လင့်ထားပဲနဲ့ကိုမျော်လင့်ထားတဲ့အလုပ်ကမရပဲနဲ့မမျော်လင့်ထားတဲ့အလုပ်ကန်ရတာမျိုးတွေကစပေါ့နော်ကြုံတွေ့ရတာမျိုးတွေရှိတတ်တယ်အဲ့တော့ကြတော့ဒီလမှာကတော့အထူးသဖြင့်ဒီ group number တစ်ကိုရွေးထားတဲ့သူတွေအနေနဲ့ကတော့အလုံးနဲ့ပတ်သက်ပြီးတော့ဆိုရင်တော့တတိလက်လွတ်ပြောဆိုတာလောက်ကင်တာမျိုးတွေလုံးဝမလုပ်ဖို့တော့အရေးကြီးတဲ့လာထဲမှာပါပါတယ်เนาะနောက်တစ်ခုကကြတော့လူမှုရေးပိုင်းပေါ့လူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့ကတော့ group number 1ကိုရွေးထားတဲ့သူတွေအနေနဲ့ကတော့လေဒီလာထဲမှာပြောရမယ်ဆိုရင်တော့လူမှုရေးနဲ့ပတ်သက်ပြီးတော့လေကိုကဒါဆိုရင်ဟိုဟာလုပ်တဲ့သူမျိုးတွေကိုကဒီတစ်ခုရွေးတယ်ဆိုရင်ကိုကတောင်ဆိုရင်သူကမြောက်ဆိုတာမျိုးပေါ့ကိုကအဖြူဆိုသူကအမဲဆိုတဲ့သူမျိုးတွေနဲ့တွေ့ရတတ်တယ်အဲ့တော့လုပ်ဖို့ကိုင်ဘတ်ထဲမှာလည်းအဲ့လိုလူမျိုးတွေတွေ့ရတတ်တယ်လို့ကိုယ့်ရဲ့မိသားစုထဲမှာလည်းအဲ့လိုလူမျိုးတွေတွေ့ရတတ်တယ်ကိုယ်တိုင်ကလည်းလူတွေကိုအမြင်မကြည်လင်တာမျိုးတွေဖြစ်လျက်တတ်တယ်နောက်တစ်ခုကကြအဲ့လိုပဲကိုယ့်ကိုလည်းအမြင်မကြည်တဲ့သူမျိုးတွေနဲ့တွေ့ဆုံရတာမျိုးကြုံကြက်ရတာမျိုးတွေစိတ်နှောက်ယှက်ဖြစ်ရတာမျိုးလေးတွေရှိတတ်တယ်အဲ့အလေးတော့တစ်ချက်အဲ့အလေးလည်း view site ဖို့လိုမယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒီ group number 1ကိုရွေးထားတဲ့သူတွေရဲ့ပေါ့နော်ကျမပညာရေးပိုင်းပေါ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကတော့ဒီလကပညာရေးကံကတော့ကောင်းပါတယ်အဲ့တော့ April လထဲမှာတော့ပညာရေးနဲ့ပတ်သက်ပြီးတော့ကတော့မိမိစူးစမ်းထားတာနဲ့မိမိတန်မာရင်တန်မာတလောက်မိမိစူးစမ်းတလောက်အသီးပွင့်တွေကိုခံစားရတာမျိုးတွေရလက်ကောင်းတွေပြန်လဲရရှိတာမျိုးတွေဖြစ်နိုင်တယ်အဲ့တော့တကယ်လို့ April လအတော်အတွင်းမှာစာမိုးဝဲတွေပါဖြည့်ဖို့ရှိတယ်ဆိုရင်လည်းအကောင်းဆုံးသာစူးစမ်းထားတဲ့သူတွေကလေဘာမှတော့ကြောက်နေကြမလို့တကယ်ကိုပဲအောင်မြင်မှုကြီးကြီးမားမားပေါ့နော်ဆက်ဖြစ်တယ်လူတွေရဲ့ congratulation လို့ပြောခံရတဲ့အခြေအနေမျိုးတွေကစပိုင်ဆိုင်ရတာမျိုးတွေကစရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုပြတယ်နောက်တစ်ခုကကြတော့
ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်တကယ်ကိုကောင်းမွန်တဲ့တချို့တွေကကြတော့ပညာရေးနဲ့ပတ်သက်ပြီးစာမိုးဘွဲတော့ရှိရမှာမဟုတ်ဘူးဒါပေမဲ့ဒီ April လထဲမှာအခုမှစပြီးတော့သင်တန်းတွေပါစတက်ဖို့ရှိတယ်ဆိုရင်လည်းအဲ့သင်တန်းကကိုယ့်ရဲ့ဘဝမှာပေါ့နော်ပြောရမယ်ဆိုကိုယ့်ရဲ့ဘဝအတွက်လုံးဝအခြေခံကောင်းတဲ့အောက်မြစ်ပြောရမယ်ဆိုကိုယ့်ဘဝအတွက်ပေါ့နော်အကျိုးရှိနဲ့ပြန်ပြီးတော့အသုံးချလို့ရမယ်သင်တန်းမျိုးတွေပညာရပ်မျိုးတွေလေ့လာစီးပူးဖြစ်တာမျိုးတွေရာစ group number 1မှာဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေးရပါတယ်နောက်တစ်ခုကကြတော့ group number 1အတွက်ကျန်းမာရေးပိုင်းကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကတော့ဒီနံပါတ်1ရဲ့ကျန်းမာရေးကတော့ထွေထူးတော့ယောဂကြီးကြီးမားမားတော့ဖြစ်ဖို့မရှိဘူးတကယ်လို့လက်ရှိမှာဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာနေထိုင်မကောင်းဖြစ်နေတာမျိုးပေါ့တခုကျန်းမာရေးပြဿနာမျိုးပေါ်နေရမျိုးတွေရှိတယ်ဆိုရင်လည်းကိစ္စမရှိဘူးဒါတွေကဒီ April လအတော်တွင်းမှာတက်တာလာနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေးရတယ်ဒါပေမဲ့ဒီလမှာကဘာတော့တစ်ချက်တတိထားစီကြလဲဆိုရင်တော့ group number ဒီတစ်ကိုရွေးထားတဲ့သူတွေအနေနဲ့ကကျန်းမာရေးနဲ့ပတ်သက်ပြီးတော့လေအမြင့်နေပါတက်တာတော့နည်းနည်းတတိထားအမြင့်နေပါတက်တဲ့အခါမှာခြေချော်ကြတာတို့လှေကားတက်တက်ရင်းနဲ့ခြေချော်ကြတာတို့စသဖြင့်ပေါ့နော်အဲ့လိုတတိလက်လွတ်နေထိုင်မှုကြောင့်မတော်တဆထိခိုက်ဒဏ်ရာရတာမျိုးသွေးထွက်တန်ရုပ်ဖြစ်တာမျိုးလေးတွေရှိတတ်တယ်အဲ့ဒါလေးတော့တစ်ချက်တတိထားဖို့လိုတယ်ကျန်တာကတော့ထွေထူးယောဂကြီးကြီးမားမားတော့ဖြစ်ဖို့မရှိဘူးဆိုတဲ့ပုံစံမျိုးကိုပဲတွေးရပါတယ်နော်ဒါနောက်တစ်ခုကကြတော့ဒီ group number တစ်ကိုရွေးထားတဲ့သူတွေအနေနဲ့ပေါ့နော်အိုပါရောခြုံငုံပြီးတော့ပြောရမယ်ဆိုရင်တော့အလုံးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ GU site ပေးပါကျန်အလုံးနဲ့ပတ်သက်တာလူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့ပို့ပြီး GU site ပေးပါကျန်တာမှာတော့ထွေထူးတော့ကြီးကြီးမားမားပြဿနာမျိုးရဲ့လို့တော့မတွေးရပါဘူးနော်အချစ်ရင်းနဲ့ပတ်သက်ပြီးတော့ကတော့နောက်တစ်နေ့နောက်တစ်ရက်မှာဗီဒီယိုလေးတက်လေးထပ်ပြီးတော့တင်ပေးသွားပါမယ်နော်ဒီနေ့ကတော့ဒီလောက်ပါပဲမောင်ရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့ကျေးဇူးအများကြီးတင်ပါတယ်အခြားသူတွေကြည့်လို့ရအောင်လဲ like and share လေးလည်းပြုလုပ်ပေးသွားကြပါအောင်နော် group number 2ပေါ့နော်ဒါလေးကိုရွေးထားတဲ့သူတွေအတွက်ကိုမှုံလို့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင် group number 2ပေါ့နော်ဒီဟာလေးကိုရွေးထားတဲ့သူတွေအတွက်ပထမဆုံးအနေနဲ့အလောက်ကင်နဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ဒီလာထဲမှာလေမိမိအတွက်ပေါ့နော်တချို့တွေအလူတွေအနေနဲ့ပုံမှန်ကိုပေါ့နော်အလုခုမှစပြီးတော့အလုရှာနေတဲ့သူတွေအနေနဲ့ကလည်းဒီလာထဲမှာတချို့တွေကကြတော့ဒီလာထဲမှာချက်ချင်းတက်ပြီးအလုရသွားတာမျိုးတွေရှိနိုင်တယ်တချို့ကတော့ဒီလာထဲမှာတော့ချက်ချင်းမရသေးဘူးဒါပေမဲ့ဒီ April ကနေစတင်ပြီးတော့ပေါ့နော်လာမဲ့ September ပေါ့အဲ့အတော်တွင်းမှာမိမိအတွက်တကယ်ကိုကောင်းမွန်တဲ့အလုကင်မျိုးတွေရတာမျိုးတွေရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရတယ်နောက်တစ်ခုကကြတော့ group number ဒီ2ကိုရွေးထားတဲ့သူတွေအနေနဲ့ပေါ့ကိုပိုင်စီးပွားရေးလုပ်နေတဲ့သူတွေအနေနဲ့ကတော့ဒီလာထဲမှာကိုယ့်ရဲ့ကိုပိုင်စီးပွားရေးကအသီးအပွင့်တွေကိုဝေဆက်စားပြန်ပြီးတော့ပေါ့နော်အောင်မြင်တာမျိုးအဆင်ပြေတာမျိုးတွေရှိနိုင်တယ်နည်းနည်းတော့အခက်ခဲတော့ရှိလိမ့်မယ်ဒါပေမဲ့အဲ့ဒီအခက်ခဲကလည်းပြောရမယ်ဆိုရင်တော့စိတ်လျှော့ရတယ်ဆိုတဲ့အခက်ခဲမျိုးတော့ရှိကောင်းရှိနိုင်တယ်နည်းနည်းစိတ်လျှော့ရတာအလုပ်တွေများလို့စိတ်လျှော့ရတာနည်းနည်းစိတ်ပင်ပန်းရတာဒါမျိုးတော့ရှိကောင်းရှိနိုင်တယ်တိုးတော်လည်းကြီးကြီးမားမားအခက်ခဲမျိုးတော့ group number 2အနေနဲ့ကတိတ်ပြီးတော့မတွေးရဘူးပေါ့နော်အဲ့တော့ group number 2အတွက်ကတော့တကယ်လို့ဝန်ထမ်းလုပ်နေတဲ့သူတွေဆိုရင်လည်းဒီလာထဲမှာမိမိရဲ့အလုပ်ကနေပြီးတော့မိဟိုပေါ့နော်ဥမာbonus ရတာမျိုးတို့မိအလုပ်ကနေကိုမဖိုးရတာမျိုးတွေအလုပ်ကနေပြီးတော့ကိုယ့်ရဲ့အရေးသွေးရေးချင်းအတိမတ်တစ်ခုခုအတိမတ်ပြန်ပြူတာမျိုးပေါ့နော်ဒါမျိုးတွေအစားကြုံတွေ့ရတာမျိုးတွေရှိနိုင်တယ်အဲ့တော့ group number 2အတွက်ကတော့အလုပ်ကင်နဲ့ပတ်သက်ပြီးတော့အလုပ်ကင်ကန်ကတော့တချို့ရက်လေးတွေမှာစိတ်ရှုပ်စရာလေးတွေစိတ်ညစ်စရာလေးတွေရှိကောင်းရှိနိုင်တယ်ဒါပေမဲ့အချိန်တော်တော်များများကတော့စိတ်ကြံတဲ့စရာကောင်းတယ်ဆိုတဲ့ပုံစံမျိုးတွေကြုံတွေ့ရတာမျိုးတွေရှိနိုင်တယ်များနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုအဓိကဒီမှာသွားပြီးတော့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒီ group number 2အတွက်ပေါ့နော်ပြောရမယ်ဆိုရင်တော့လူမှုရေးပိုင်းပေါ့လူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့ကလည်းထွေထွေထူးထူးတော့ကြီးကြီးမားမားပြဿနာမျိုးတော့မတွေ့ရဘူးလူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့တချို့လူတွေအနေနဲ့မိတ်ဆွေအသစ်တွေရတာမျိုးတွေရှိနိုင်တယ်အထူးသဖြင့်အမျိုးသမီးမိတ်ဆွေအသစ်တွေပေါ့နော်အမျိုးသမီးမိတ်ဆွေတငယ်ချင်းအသစ်တွေထပ်ရတာမျိုးအသစ်တွေထပ်တိုးတာမျိုးတွေဒါမျိုးတွေရှိနိုင်တယ်နောက်တစ်ခုကကြတော့တချို့ကတော့မိတ်ဆွေတွေရတာမျိုးမဟုတ်ဘူးဒီအမျိုးသမီးမိတ်ဆွေတွေထံကနေပြီးတော့အကူအညီရတာအကြံဉာဏ်ကောင်းတွေရတာမျိုးတွေဒါမျိုးတွေကြုံတွေ့ရတာမျိုးတွေရှိနိုင်တယ်ဒါကတော့ကောင်းတဲ့ဘက်ကပေါ့နော်နည်းနည်းလေးမကောင်းတဲ့ဘက်ကတော့ဘာဖြစ်တတ်လဲဆိုရင်တော့တချို့ပေါ့လူနည်းစုပါပဲလူအများစုကတော့အမျိုးသမီးတွေကြောင့်စိတ်ချမ်းသာစေရကိစ္စရဲ့အကူအညီကောင်းတွေရနိုင်တယ်လူနည်းစုကတော့အမျိုးသမီးတွေကြောင့်နည်းနည်းလေးစိတ်နှောက်ယှက်ဖြစ်ရတာမျိုးလေးတွေရှိနိုင်တယ်ပေါ့နော်ဘာလို့ဒီဗီဒီယိုကြည့်မဲ့သူကလည်းပြောရမယ်ဆိုရင်တော့တစ်ခါလေးမှတို့ကထောင်ကနန်းလောက်ထိရှိတာဟုတ်အဲ့တော့ကြတော့လူတိုင်းကတော့တပုံစံနဲ့ကံကြမ္မာတူကြမ္မာတော့တူမယ်လေအဲ့တော့ကောင်းတဲ့အမျိုးသမီးတွေနဲ့စုံရတဲ့သူတွေကလည်းတကယ်ကိုကောင်းမွန်တဲ့အတူပေါ့နော်အကူအညီတွေရမယ်နည်းနည်းလေးပေါ့နော်သတိထားမဲ့သူတွေနဲ့လည်းစုံတွေ့ရနိုင်ခြေရှိတဲ့လူနည်းစုလည်းရှိနိုင်တယ်ဆိုတာမျိုးကိုဒီ group number 2မှာလာပြီးတော့တွေ့ရပါတယ်နောက်တစ်ခုကကြတော့ group number 2ရဲ့ပညာရေးပိုင်းပေါ့
ပညာရေးနဲ့ပတ်သက်ပြီးတော့ကတော့လေပြောရမယ်ဆိုရင်တော့စိတ်ကိုအေးချမ်းထားပြီးတော့ပေါ့နော်ဖြစ်ဖြစ်နဲ့မှန်ပေါ့ပုံမှန်စူးစမ်းထားတဲ့ဒီចောင်းသားတွေရှိတယ်ပုံမှန်စူးစမ်းထားတဲ့သူတွေအနေနဲ့ကတော့ပညာရေးနဲ့ပတ်သက်ပြီးဘာမှမစိုးရင်စရာမလိုတဲ့လလို့ပြောလို့ရတယ်ဒီလမှာចောင်းတက်ဆရာရှိရတတ်မယ်စာလုပ်ဆရာရှိရလုပ်မယ်တင်တဲ့ဆရာရှိရတတ်မယ်ပေါ့ဒီလိုမျိုးလေးပဲပုံမှန်လေးတိုင်းသွားနေရပြီအရန်ကြီးထူးထူးခြားခြားကြီးတက်ထပြီးတော့ကြကုတ်ကြက်ခဲစူးစမ်းစရာလည်းမလိုဘူးပုံမှန်အနေထားတိုင်းဆက်သွားနေတဲ့ရွေးစူးစမ်းနေတဲ့ရွေးသူကလည်းသူအဆင်ပြေနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုပြတယ်အဲ့တော့ပညာရေးပိုင်းမှာတော့စိတ်လောကြီးတက်တာတို့ပြတာတို့ရှမ်းတာတို့ဒါမျိုးတွေမဖြစ်အောင်တော့ဂယူဆိုင်ပြီးစိတ်ကိုအေးချမ်းမဲ့ထားဒါဆိုရင်ပညာရေးနဲ့ပတ်သက်ပြီးတော့ဘာမှစိုးရင်စားမလိုဘူးအဆင်ပြေနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ group number 2ရဲ့ကျမ်းမာရေးပိုင်းပေါ့နော်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကတော့ဒီ group number 2ကိုရွေးထားတဲ့သူတွေအနေနဲ့ကကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကရုပ်ပိုင်းဆိုင်ရာကျမ်းမာရေးထက်စိတ်ပိုင်းဆိုင်ရာကျမ်းမာရေးကိုပိုဂယူဆိုင်စေချင်တယ်တခါလေးမှပေါ့နော်ညဘက်အိတ်ခန့်ဒီအချိန်ကြတော့မှအတွေးတွေများနေတာမိမိရဲ့ရင်ထဲကအတန်တွေကြောင့်ပေါ့နော်မိမိကတော်တော်နဲ့အိတ်မပြောတာမျိုးတွေပေါ့အဲ့လိုစိတ်ပင်ပန်းတာကြောင့်ကျမ်းမာရေးပြဿနာမျိုးတွေပေါ်တတ်တယ်ဒီစိတ်အရက်ပင်ပန်းတဲ့အတွက်ကြောင့်မလို့ပေါ့နော်ညဘက်အိတ်မပြောတဲ့အတွက်ကြောင့်မလို့ကိုယ်ခံအားတွေကြပြီးကျမ်းမာရေးပြဿနာပေါ်တာမျိုးတွေဖြစ်တတ်တယ်အဲ့ဒါမျိုးတွေမဖြစ်အောင်တော့ဒီ group number 2ကိုရွေးထားတဲ့သူတွေအနေနဲ့ကအတွေးများတတ်တာလေးတွေအတွေးလွန်တတ်တာလေးတွေကိုရှော့ပေးဖို့လိုလိမ့်မယ်အဲ့ဒါလေးတွေထိန်းချုပ်နိုင်မယ်ဆိုရင်တော့ကျမ်းမာရေးပြဿနာထူထူဖြစ်နိုင်ကြီးရှိရဆိုတဲ့ပုံစံမျိုးကိုတော့မတွေးရပါဘူး group number 2အတွက်ကတော့အခြေရင်းနဲ့ပတ်သက်ပြီးတော့နောက်တစ်ရက်မှာဗီဒီယိုလေးသက်ထည့်ရိုက်ပြီးတော့တင်ပေးသွားပါမယ်ဒီဗီဒီယိုထဲမှာတော့မပါဘူးပေါ့နော်အဲ့တော့အခြေရေးကိုတော့ဒီအခုလာမယ့်2ရက်နေ့လောက်ကြာမှတင်ပေးမယ်ပေါ့အဲ့တော့ကြတော့ဒီဗီဒီယိုထဲမှာတော့မပါသေးပါဘူးအဲ့တော့ဒီနေ့ဒီဗီဒီယိုတွေကတော့ဒီလောက်ပါပဲမှုံးရဲ့ဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်တော့အများသူငါကြည့်လို့ရအောင် like and share လေးလည်းပြုလုပ်ပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင် group number 3ပေါ့နော် group number 3ဒါလေးကိုရွေးထားတဲ့သူတွေအတွက်ကိုမှုံလို့ဆက်ပြီးတော့ကြည့်လိုက်ကြရအောင် group number 3ပေါ့နော်ဒါလေးကိုရွေးထားတဲ့သူတွေအတွက်ပထမဆုံးအနေနဲ့ပေါ့နော်အလောက်ကင်နဲ့စီးပွားရေးနဲ့ပတ်သက်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတော့အထူးသဖြင့်ဒီ number 3ကိုရွေးထားတဲ့သူတွေအနေနဲ့အထူးသဖြင့်ပေါ့နော်ဒီ social media ပေါ့နော်ဒီ TikTok တို့ Facebook တို့ဒါတွေကိုအသုံးပြုပြီးတော့အလုပ်လုပ်နေတဲ့သူတွေဥပမာ online shopping လုပ်နေတဲ့သူတွေဒါမှမဟုတ် influencer တွေဒီလိုလူတွေအနေနဲ့ပေါ့နော်ဒီလာထဲမှာအောင်မြင်မှုကြီးမားမားတွေရလာနိုင်ကြီးရှိတယ်ကိုယ့်ရဲ့ဒီ online shopping ဆိုရင်လည်း online shopping ကနာမည်ထကြီးသွားတာမျိုးပေါ့ online ရောင်းရတွေတက်လာတာမျိုးတွေဒါမျိုးတွေရှိနိုင်တယ်အဲ့လိုပဲနံပါတ်3ကိုရွေးထားတဲ့သူတွေအနေနဲ့အထူးသဖြင့်influencer လုပ်နေတဲ့သူတွေဆိုရင်လည်းဒီလာထဲမှာပို့ပြီးတော့နာမည်ကုန်သတင်းတက်တာမျိုးတွေရှိနိုင်တယ်ပေါ့နော်နောက်တစ်ခုကကြတော့အမှုပညာတချို့ဒီနံပါတ်3ကိုရွေးထားတဲ့သူတွေထဲမှာအမှုပညာရှင်တွေအမှုပညာနဲ့ပတ်သက်ပြီးတော့ခုမှစလုပ်နေတဲ့သူမျိုးတွေလည်းရှိကောင်းရှိနိုင်တယ်အဲ့လူတွေအနေနဲ့ကလည်းအမှုပညာအလုပ်တွေလုပ်တဲ့အခါမှာဒီလာထဲမှာအောင်မြင်မှုတွေပြန်ရတာမျိုးတွေရှိနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရပါတယ်ဒါကတော့တစ်ပိုင်းပေါ့နောက်တစ်ခုကကြတော့ရိုးရိုးဝန်ထမ်းလေးတွေကဒီလာထဲမှာအဆင်ပြေနိုင်ရှိလားဆိုရင်တော့လုပ်ငန်းခွင်တော်တွင်းမှာနည်းနည်းလေးပေါ့နော်ကိုလိုက်ပြီးအပြိုင်ဆိုင်လုပ်ချင်တဲ့သူတွေအတိုက်ခံလုပ်ချင်တဲ့သူမျိုးတွေတော့ရှိနိုင်တယ်ဒါပေမဲ့အောင်မြင်နိုင်တယ်ပေါ့နော်အဲ့အရာတွေကိုကြော်ဖြတ်ပြီးတော့အောင်မြင်တာမျိုးတွေအဆင်ပြေတာမျိုးတွေဖြစ်နိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရတယ်အဲ့တော့အခက်ခဲတော့ရှိနိုင်တယ်ဒါပေမဲ့အဲ့ခက်ခဲတွေကိုကြော်လွှားပြီးတော့အောင်မြင်ပြီးတော့နာမည်ကောင်းရတာမျိုးတွေဒီနံပါတ်3ကိုရွေးထားတဲ့သူတွေအနေနဲ့ကကြုံတွေ့ရတာမျိုးတွေရှိနိုင်ပါလိမ့်မယ်နောက်တစ်ခုကကြတော့ဒီရိုးရိုးအပေါ်ပြင်ပမှာကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေပေါ့အဲ့လူတွေအနေနဲ့ကလည်းဒီလာထဲမှာအရင်ကတည်းကဆိုင်ပို့ပြီးတော့ရောင်းအောင်ပို့တတ်တာမျိုးတွေပို့ပြီးတော့အဆင်ပြေတာမျိုးတွေအားစားရှိနိုင်တယ်မိမိအလုံးနဲ့မိမိပြန်ပြီးမိမိအလုပ်ကိုပေါ့မိဂုံယူရတယ်ဆိုတဲ့အခြေအနေမျိုးတွေပိုင်ဆိုင်ရတာမျိုးတွေအားစားရှိတတ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ group number 3ကိုရွေးထားတဲ့သူတွေထဲမှာအလုပ်ရှာနေတဲ့သူတွေအနေနဲ့ကလည်းဒီလာထဲမှာအလုပ်ရနိုင်ခြင်းများတယ်တကယ်လို့တချို့ဒီလာထဲမှာအလုပ်မရနိုင်သေးဘူးဆိုရင်လာမဲ့ဒီ9လပိုင်း6လပိုင်းလောက်တော့အတွင်းမှာအလုပ်ရတာမျိုးတွေအားစားရှိလာနိုင်တယ်ဆိုတဲ့ပုံစံမျိုးတွေကိုတွေ့ရပါတယ်နောက်တစ်ခုကကြတော့ဒီ group number 3ကိုရွေးထားတဲ့သူတွေရဲ့ပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီမှာသူတို့ရွေးထားတဲ့သူတွေရဲ့လူမှုရေးပိုင်းပေါ့လူမှုရေးပိုင်းနဲ့ပတ်သက်ပြီးတော့ကတော့ဒီလာထဲမှာလေကိုရိုင်းလဲလူတွေရဲ့အထက်မှာနေကြတဲ့စိတ်ဆန္ဒများနိုင်တယ်ကိုရိုင်းလဲတခုဆိုသူများကိုဆရာကြီးလှုပ်ချင်တာမျိုးသူများရဲ့အထက်မှာနေကြတာမျိုးတခြားလူတွေဝေဖန်ချင်တာမျိုးတွေကိုရိုင်းလဲရှိနိုင်တယ်အဲ့လိုပဲကိုယ်လည်းလာပြီးတော့ဆရာကြီးလှုပ်ချင်တဲ့သူတွေဝေဖန်ချင်တဲ့သူမျိုးတွေနဲ့လည်းကြုံတွေ့ရတာမျိုးတွေဒါအစားရှိနိုင်တယ်ပေါ့နော်အဲ့လူမှုရေးပိုင်းမှာတော့ထရေတူပြဿနာကြီးကြီးမားမားဖြစ်ဖို့ရှိလားဆိုရင်တော့ပြဿနာကြီးကြီးမားမားတော့ဖြစ်ဖို့မရှိဘူးဒါပေမဲ့တခါလေကိုယ့်ရဲ့ဆရာကြီးလှုပ်တာကိုအဲ့လိုအရန်ဝေဖန်လွန်းတာမျိုးတွေကြောင့်တချို့လူတွေကနောက်ကယ်မှာပေါ့ဟာသူကဆရာကြီးသူအားနေဝေဖန်နေတာပဲဗလိန်နေတာပဲဆိုပြီးတော့ကဲ့ရဲ့ခံရတာမျိုးတွေတော့ရှိသွားတတ်တာပေါ့နော်အဲ့ဒါလေးတော့တစ်ချက်တတိထားဖို့တော့လိုအပ်ပါလိမ့်မယ်အဲ့တော့လူမှုရေးပိုင်းမှာတော့ထွေထူးကြီးမှပြဿနာရဲ့လို့တော့မတွေ့ရပါဘူးเนาะနောက်တစ်ခုကကြတော့ဒီ group number 3ကိုရွေးထားတဲ့သူတွေရဲ့ပညာရေးပိုင်းပေါ့ပညာရေးနဲ့ပတ်သက်ပြီးတော့ကတော့ဒီလာထဲမှာလေ
ပြောရမယ်ဆိုရင်တော့ဆရာကောင်းသမားကောင်းနေနဲ့တော့စုံတွေ့ရနိုင်ခြင်းရှိတယ်တကယ်ကိုကောင်းမွန်တဲ့ဆရာကောင်းသမားကောင်းနေမိမိကိုပေါ့နားလည်အောင်ရှင်းပြပေးနိုင်တဲ့ဆရာသမားတွေနဲ့တွေ့ရတာမျိုးဆောင်ရတာမျိုးတွေရှိနိုင်တယ်ကိုရိုင်းကလည်းအရင်ကထက်ဆိုင်ရင်ပို့ပြီးတော့ပညာရေးပိုင်းမှာလေ့လာသင်ယူနိုင်မှုအားကောင်းနေပေါ့နော်အဲ့တော့ကြတော့ပညာရေးမှာအဆင်ပြေနိုင်ခြင်းရှိတယ်ဒါပေမဲ့တစ်ချက်သတိထားမှာဗာလဲဆိုရင်မနိုင်ဝင်နေထမ်းမိတာမျိုးတွေဖြစ်တတ်တယ်ဥပမာပေါ့နော်ဒီပညာရေးနဲ့ပတ်သက်ပြီးတော့တခါလေးမှာကိုပုံမှန်စာကြည့်နေကြတနားရီကနေ2နာရီပိုကြည့်လိုက်မိတာမျိုးတွေကြောင့်မနိုင်ဝင်နေဖြစ်သွားတာမျိုးတွေပေါ့ဒါမျိုးတွေရှိတတ်တယ်အဲ့တော့စာလုတ်ချင်စိတ်လည်းအရင်ကထက်ဆိုင်ပို့ပြီးတော့တိုးတက်လာနိုင်တယ်တစ်ဖက်မှာလည်းအလွန်အကျွံလုံးမိတာမျိုးတွေမဖြစ်သွားအောင်နော်ဂယူဆိုင်ဖို့လိုတယ်ဘာလို့အလွန်ဘယ်အရာမှအလွန်ကျွံမဖြစ်တာမကောင်းလေနော်ဘာလို့အလွန်ကျွံတစ်ခုဖြစ်သွားပြီဆိုရင်ကိုခေါင်းကလည်းမှတ်နိုင်သလားမမှတ်နိုင်တော့တာမျိုးတွေဖြစ်သွားတတ်တယ်အဲ့လေးတော့တစ်ချက်သတိထားဖို့တော့လိုအပ်ပါလိမ့်မယ်နောက်တစ်ခုကကြတော့ဒီ group number 3ကိုရွေးထားတဲ့သူတွေရဲ့ကျန်းမာရေးပိုင်းပေါ့ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ကတော့ထွေထူးယောဂကြီးကြီးမားမားတော့ဖြစ်ဖို့တော့မရှိပေမဲ့ဒီလာထဲမှာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့အနေထိုင်စားတောက်ကိုပေါ့နော်အုံနောက်နဲ့တေချာစဉ်းစားချင်းချင်းပြီးတော့နေထိုင်စားတော့ဖို့တော့လိုလိမ့်မယ်။ဥပမာစားကျင်တာစားလိုက်တယ်တောက်ချင်တာတောက်လိုက်တယ်ဆိုတာမျိုးမဟုတ်ဘဲနဲ့အသက်ကိုညံဆောင်ဆိုတဲ့စကားအတိုင်းပဲပေါ့နော်။ငါစားနေတာတွေငါတောက်နေတာတွေကကျမကြီးနဲ့တော့ညီညွတ်ရဲ့လားပေါ့။ဒါမျိုးလေးတွေအများနဲ့သုံးသပ်ပြီးတော့မှစားတော့နေထိုင်တာမျိုးတွေတော့ပြုလုပ်သင့်ပါတယ်နော်။နောက်တစ်ခုကကြတော့ group number 3ရဲ့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ကတော့လေအိမ်မွေးတရိတ်ဆန်လေးတွေမိမိအိမ်မှာမွေးထားတာပဲဖြစ်စေဒါမှမဟုတ်ရင်လမ်းဘေးကပေါ့နော်တရိတ်ဆန်လေးတွေတီလေးတွေပေါ့နော်အဲ့တော့တရိတ်ဆန်လေးတွေကြောင်းတော့လေတီလေးတွေကြောင်းပေါ့နော်ကျမ်းမာရေးပြဿနာလေးနဲ့မတော်တဆထိခိုက်ဒဏ်ရာရတာမျိုးတွေရှိတတ်တယ်ဥပမာကိုက်ခံရတာကုတ်ခံရတာအချစ်ခံရတာဒါမျိုးလေးတွေသွေးထွက်တန်ရုပ်ဖြစ်တာမျိုးလေးတွေရှိတတ်တယ်အဲ့ဒါလေးတော့ချိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တတိထားကင်တွယ်ဖို့တော့လိုပါလိမ့်မယ်နော်တကယ်လို့ကိုကအိမ်မှာတရိတ်ဆန်လေးတွေတီလေးတွေပေါ့နော်ဒီအိမ်မွေးတရိတ်ဆန်လေးတွေမွေးထားတာမျိုးမရှိဘူးဆိုရင်လည်းအပြင်းနေပါသွားတဲ့အခါမှာနည်းနည်းတတိထားပေါ့နော်။ဘာလို့ဆိုအဲ့ဒါလေးတွေကြောင့်သူတို့လေးတွေကြောင့်ကျမကြီးပြဿနာအနေနဲ့ထိခိုက်တရားရတာလေးတွေဖြစ်လွယ်တဲ့ကာလထဲမှာရောက်နေတဲ့ဆိုတဲ့ပုံစံမျိုးကိုတွေးရတာမလို့ပါရှင်။အဲ့တော့ကြတော့ group number 3အတွက်ကတော့အခြေရေးနဲ့ပတ်သက်ပြီးတော့ကတော့ဒီ video ထဲမှာမပါသေးပါဘူး။အခြေရေးကတော့နောက်တစ်နေ့နောက်တစ်ရက်မှာ video လေးတက်ထပ်ရိုက်ပြီးတော့တင်ပေးသွားပါမယ်။ group number 3အတွက်ကတော့ဒီလောက်ပါပဲ။မှောင်ရဲ့ video လေးကိုသဘောကျတယ်ဆိုရင်တော့အခြားသူတွေကြည့်လို့ရအောင် like and share လေးလည်းပြုလုပ်ပေးသွားလို့ရပါတယ်နော်။အားလုံးကိုကျေးဇူးအများကြီးပဲတင်ပါတယ်ရှင်။